20ရက်နေ့ကနေ28ရက်နေ့အထိတနင်္လာသားသမီးများအတွက်တပတ်စာဟောစာတမ်းဖြစ်ပါတယ်ဒီအပတ်ကတနင်္လာသားသမီးများအတွက်ခါကြတော့စီးပွားရေးနဲ့အလောက်အကင်နဲ့စီးပွားရေးနယ်ပယ်မှာအခွင့်အလမ်းကောင်းများပေါ်ပေါက်လာနိုင်တဲ့အပတ်ပဲဖြစ်ပါတယ်ရှင်ကူညီမဲ့သူများလှုပ်ဖော်ကင်ဖက်များသူကြီးသူမများကူညီပံ့ပိုးမှုကိုရရှိမည်တတိပြုရမှာကရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုချမှတ်ရမှာဝေခွဲမရဖြစ်နေတတ်သဖြင့်အလင်းစလိုမလုပ်ပဲတေချာစီစစ်ပြီးမှဆုံးဖြတ်ချက်ချပါငွေရေးကြေးရေးမှာဝင်ငွေကပုံမှန်ဝင်နေတော့လေမလိုအပ်တော့ဘေးထွက်စရိတ်တွေလေလွင့်နိုင်သဖြင့်သုံးစရိတ်ကိုတတိထားပါမမျော်လင့်ထားသောငွေကြေးသုံးမဟုတ်လက်အနှဲငယ်ဝင်ကိန်းရှိပါတယ်ရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့ချစ်သူရှိပြီးသားသူများနဲ့အိမ်ထောင်ရှင်များအနေနဲ့ခါကြတော့ကားပြောဆိုရာတွင်စိတ်ဆက်ခြင်းဒါမှမဟုတ်နားလည်မှုလွဲမှားခြင်းတို့အနှဲငယ်ရှိတတ်တဲ့တီးခံပြီးပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါလူပြိုအပြုံများခါကြတော့မိတ်ဆွေတစ်တို့မဟုတ်မြတ်တာရေးရအဆက်အတွေ့တစ်များစတင်ရရှိတဲ့လက္ခဏာရှိပါတယ်။ကျမ်းမာရေးမှာခါကြတော့အစားအသောက်နဲ့ပတ်သက်ပြီး one by အစာအိမ်ပိုင်းအနှဲငယ်ခယူဆိုင်ပါအလုတ်ပင်ပန်းမှုကြောင့်အိပ်ရေးပြတ်ခြင်းခေါင်းကိုက်ခြင်းများဖြစ်တတ်တဲ့ဖြင့်အနာယူခြင်းလုံလောက်စွာအနာယူပါပြုလုပ်ရမယ့်ယတရာတွေခါကြတော့တနင်္လာနံနဲ့မှာဖျားမှာတပြေပန်းကတ်လူပူစော်ပါဒါမှမဟုတ်တနင်္လာနံပတ်သက်တဲ့ဒိန်ချင်းချိုချင်းတွေကတ်လူပြီးတော့မိမိလိုရာဆုတောင်းပါရှင်